ဆွဲကိုအရေးလေးနဲ့ပဲကြိုက်ပါတယ်ဒီမှာခောက်ဆွဲပြုတ်ဆိုရေးကိုအရေးလေးနဲ့စားမယ်ဒီမှာကြုတ်ကြောင်းထားတယ်ဒီမှာကြုတ်တစ်လုံးပါမယ်เนาะဒါပဲတော်ပြီရန်ရှိရှိချက်တွေဆိုစားတတ်ပြီဒီမင်္ဂလာပါဒီဆိုင်လေးမှာဘာတွေစားရတာကောင်းလဲဘာတွေတောက်ရတာကောင်းလဲပြောပါဦးဟုတ်တယ်ပေါ့ဒီလိုမျိုးနဲ့ပတ်သက်ပြီးလုပ်တာဆိုတော့ကျွန်တော်တို့ဒီနေနဲ့ခေါင်းထဲရောက်နေလို့ရှိရတယ်ခေါင်းထဲရောက်နေတယ်ကျွန်တော်များအစီအပြေပေါ့ဒါတွေတူစားလို့ရအောင်အမေကကိတ်လေးခုနကကိတ်လေးတွေရှိတယ်တော့ပြန်ကျွန်တော်အလွယ်တူစားလို့ရအောင်ဝမ်းပူရှိနေတယ်လို့ထားရှိဝမ်းပူရှိနေကြတော့တယ်ဆိုတော့အင်းရသမင်းကျုပ်ရပါမှာအဲ့ဒါလေးစီးတက်တာနဲ့အစီအပြောင်းလို့ပြန်ပြီးတော့စားတာကိုလုပ်ကြရတယ်လို့ပြောတယ်တော့လူလာစားအများဆုံးပေါ့နော်တော့ဘာတွေဖြစ်လဲအများဆုံးကဘာလဲဆိုဒီမှာနှက်တော်ပြီးတော့ကိတ်ကလေးပေါ့နော် blueberry cake လို့အဲ့လို mango cake လို့ cheese cake လို့အဲ့ဒါစားတာများတယ်ဒါပေမဲ့လူငယ်တွေကြောက်တော့ခေါက်ဆွဲကြောက်ပိုင်းအများဆုံးစားကြတယ်တချို့ဒီလင်နေကြရင်ဒီဘက်စားရင်တော့ဝမ်ပူရှင်းနေစားအများကျွန်တော်လည်းအများကြီးတော့ဒီပူတဲ့ချိန်ဆိုတော့ coffee စားအေးပိုင်းတော့တာပေါ့နော်အဲ့လိုမျိုးတွေတော့တယ်ဘယ်လိုလဲဒီဆိုင်လေးကိုလာခဲ့ဖို့ဒီကဟိုပြည်သက်တွေနဲ့ဖိတ်ခေါ်ပြီးပေါ့ဟုတ်ကျွန်တော်တို့ဆိုင်လေးကိုလာခဲ့ဖို့ဒီမှာ coffee လေးရတယ်အေးလေးရတယ်ဒီ snack တွေလေးရတယ်ဝမ်ပူရှင်းလေးရတဲ့အတွက်ဒီအဝေးရဖြစ်ဒီနီးရဖြစ်ဒီနေချင်းလာတဲ့ချိန်တိုင်းအဆင်ပြေအောင်ဆောင်ရွက်ပြီးအတွက်လာခဲ့ပါလို့ဖိတ်ခေါ်ပါတယ်